ဘဝမှာမိတ်ကောင်းဆွေကောင်းဟာတိတ်အရေးကြီးတယ်လို့ပြောကြတယ်။ဒါဖြစ်ရင်မိတ်ကောင်းဆွေကောင်းဆိုတာဘယ်လိုသိနိုင်မှာတော့ဘယ်သူကတော့ကိုယ့်ရဲ့မိတ်ဆွေကောင်းလဲဘယ်သူကတော့ကိုယ့်အပေါ်မှာယုံမှညှဉ်းညမ်းပြီးတော့ကိုယ့်ရဲ့ဘဝကိုဖျက်ဆီးနိုင်တဲ့ပုဂ္ဂိုလ်လဲကိုယ့်ရဲ့အကျိုးကိုမတည်ဖို့နိုင်တဲ့ပုဂ္ဂိုလ်လဲလို့ဘယ်လိုသိနိုင်မှာတော့ဆိုရင်မြတ်စွာဘုရားရှင်ကအင်္ဂုတ္တရနိကေမေတ္တာသုတ်မှာဟောထားတာလေးရှိတယ်ဒုဋ္ဌတံတရာတိတဲ့ပေးနိုင်ဖို့ခဲရင်တဲ့အရာတွေကိုပေးတတ်တယ်ဆိုရင်အဲ့ဒါမိတ်ဆွေကောင်းတစ်ခုပဲပေးဖို့မလွယ်တဲ့အရာကိုပေးဖြစ်တာဒုက္ကရံကရောတိကူညီဖို့မလွယ်တဲ့အရာတွေကိုကူညီပေးတာမျိုးနော်လှုပ်ဖို့ခဲရင်တဲ့အရာတွေကိုလှုပ်ပေးတဲ့ပုဂ္ဂိုလ်မျိုးနောက်တစ်ခုကဒုက္ခမံခမတိတီးခံဖို့ခဲရင်တဲ့အရာတွေမှာလည်းတီးခံတတ်တဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒီလိုလေးဟောတယ်နောက်တစ်ခုကျတော့အာဗရာတုနာဇဟတိကိုကဒုက္ခရောက်နေတဲ့အချိန်မှာကိုယ်ကိုစွန့်ပြီးတော့ဘယ်မှမသွားပဲနဲ့ကိုယ့်ရဲ့အနီးနားမှာပဲကိုယ့်ကိုပြန်လဲပြီးတော့စောက်ရှောက်တဲ့ပုဂ္ဂိုလ်မျိုးလောကဥပမာနဲ့ပြောရရင်ကိုယ်မှာဝေးကြီးအခက်အခဲရှိလို့မိသားစုအခက်အခဲတွေဖြစ်လို့အဲ့လိုအခက်အခဲတွေနဲ့ကိုယ်ဘဝကြီးမှာရှုပ်ထွေးပြီးတော့တယောက်တည်းရောင်းလဲလဲဖြစ်နေတဲ့အခိုက်အတန့်မျိုးတွေမှာကိုယ့်ရဲ့အနာကနေထွက်ခွာမသွားဘဲနဲ့ကိုယ့်ကိုကူညီဆောက်ရှောက်ပေးနိုင်တဲ့မိတ်ဆွေမျိုးဟာဒါမိတ်ဆွေကောင်းနေပဲအဲ့လိုမိတ်ဆွေမျိုးတွေကိုရအောင်ရှာရမယ်လို့အဲ့လိုပုံကုမျိုးတွေကိုဒါမိတ်ဆွေကောင်းဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားရှင်ကမေတ္တာတုံးမှာဟောကြားပေးထားတယ်နော်အဲ့ဒီတော့အာလုံးသောဓမ္မမိတ်ဆွေသူတော်ကောင်းများအနေအားဖြင့်တခါတလေကြလို့ရှိရင်နောက်ထပ်ကိုယ့်ရဲ့အနီးနားမှာရှိနေတဲ့မိတ်ဆွေနဲ့အတူဆရာသမားဆိုတဲ့အရာတွေလည်းပါလာတတ်တယ်အဲ့ဒီမိတ်ဆွေကောင်းဆရာသမားကောင်းတွေလို့ပြောကြတဲ့အခါပိယောဂရုဘာဝနီယောဝတ္တာသဝဆနခမောကိုကနေပြီးတော့ပုဂ္ဂိုလ်တူတယောက်ကိုဆရာအဖြစ်နဲ့အတိမတ်ပြုမယ်မိတ်ဆွေကောင်းအဖြစ်နဲ့အတိမတ်ပြုမယ်ဆိုရင်ပိယလို့ခေါ်တဲ့ချစ်ခင်လေးစားလောက်တဲ့သူ့မှာရှိတဲ့ရှိထိုက်တဲ့အတိဉာဏ်ပညာအရေးအသွေးတွေရှိဖို့လိုတယ်နောက်တစ်ခုကလေးစားလောက်တဲ့ကိုချင်းတရားတွေရှိရမယ်ကိုအားထားတဲ့ကိုယ့်ရဲ့မိတ်ဆွေဆရာသမားဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာဘယ်လောက်ဒီမေတ္တာတရားတွေပြေဝပြီးတော့နေလဲဆိုတာကိုလည်းသိနိုင်ရမယ်နောက်တစ်ခုကပို့ပြီးတော့အရေးကြီးတာမကောင်းရင်လည်းပွင့်ပွင့်လင်းလင်းပြောဆိုဆုံးမတတ်တယ်တချို့မိတ်ဆွေတွေတချို့ဆရာသမားတွေကကိုယ့်ရဲ့အရှိဆိုပြောဆိုဆုံးမမှုမလုပ်ဘဲနဲ့ကိုယ့်ရာတွေမှာကြာမှကိုယ့်ရဲ့အတင်းပြောတတ်တဲ့ဆရာသမားမျိုးတွေလည်းရှိတတ်တယ်ဒါလေးကသတိထားစရာပေါ့လေကိုကဆရာသမားတယောက်ဆိုရင်ဒါမျိုးတွေရှောင်ရှားဖို့အရေးကြီးတယ်လို့ဒီနေရာမှာတွေ့မြင်နိုင်တယ်နောက်တစ်ခုကအဲ့ဒီမိတ်ဆွေကောင်းဆရာသမားကောင်းမှာလူတဘာဝအလျောက်အပြစ်တွေရှိပြီဆိုရင်အဲ့ဒီအပြစ်တွေကိုကိုကပြောပြလို့လက်ခံနိုင်စွမ်းရှိတဲ့ပုဂ္ဂိုလ်မျိုးလည်းဖြစ်ဖို့လိုတယ်ဒီလိုပုဂ္ဂိုလ်မျိုးတွေကဘဝမှာသိအရေးကြီးတယ်လို့ဒါလေးကိုဓမ္မရဏပြုပေးရခြင်းဖြစ်ပါတယ်အဲ့တော့အလုံးသောသူတော်ကောင်းများအနေအားဖြင့်ကိုယ့်ဘဝမှာလည်းပဲကိုဟာမိတ်ဆွေကောင်းတယောက်ဖြစ်ခြင်းနဲ့ကိုယ့်ရဲ့သားသမီးကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့တပည့်တွေလို့ခေါ်တဲ့အရာဝတ္ထုတွေရဲ့အပေါ်မှာပုဂ္ဂိုလ်တွေရဲ့အပေါ်မှာမိတ်ဆွေကောင်းတယောက်ဖြစ်ဆရာသမားကောင်းတယောက်ဖြစ်တည်ရှိဖို့ဆိုရင်လည်း
ဒီကျင့်ဝတ်တရားတွေဟာဘဝမှာအရေးကြီးတယ်လို့ဒါလေးကိုပြောပြပေးခြင်းဖြစ်ပါတယ်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ